ဒါကတော့ပကံမြို့ရဲ့တာမဏီအုတ်ကျောင်းကြီးဖြစ်ပါတယ်တာမဏီတိမ်ဖျားဆိုပြီးတော့မှာပကံပြည်9ပြည်ထဲမှာထင်ရှားတဲ့တာမဏီတိမ်ဖျားဆိုပြီးဒီမှာရှိပါဒါကတော့တာမဏီအုတ်ကျောင်းဖြစ်ပါတယ်ပကံပြည်ခေတ်မှာဇေဒီတွေကိုရေဘူးရအားဖြင့်မျိုးစားတွေခွဲတဲ့အခါလှိုင်ပါတဲ့ဇေဒီကို temple နဲ့လှိုင်မပါတဲ့အဆောက်အဦတွေကိုဂူဖျားကိုတော့နော် stupa ဆိုပြီးတော့မှခွဲခြားကြပါတယ်ဂူဖျားကျောင်းတွေမှာမုတ်ပေါက်တစ်ပေါက်ဒါမှမဟုတ်မုတ်ပေါက်၄ပေါက်ရှိပြီးတော့မှမုတ်ပေါက်တစ်ခုတည်းကပြုတ်လုထားတဲ့ဂူဖျားရဲ့လှိုင်တွန်းမှာတော့ဂေါရမဖျားရှင်ရဲ့ရုပ်ပွားတော်ကိုထားရှိလေရှိပြီးတော့မှတဝါကူလိုလည်းအလွယ်ခေါ်ကြပါလေဗျာခဏရှင်းပြချင်တာကတော့ပကံအရိမရဏပူရလို့ခေါ်တဲ့တန်ပဒီပလို့ခေါ်တဲ့ပကံပြည်ဟာပထမဆုံးဧကရစ်နိုင်ငံတော်ကြီးတီယာမျိုးဖြစ်တယ်2019ခုနှစ်ဇူလိုင်လ6ရက်နေ့မှာတော့ပကံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို UNESCO ကနေကမ္ဘာအမွေအနှစ်နေရာဖြစ်သတ်မှတ်ခဲ့ပါတယ်ပကံခေတ်ထက်စောပြီးတော့မှမြို့ပြနိုင်ငံကိုတူထောင်တဲ့ခေတ်ကတော့ပြူခေတ်ဖြစ်ပြီးတော့မှပြူခေတ်ပြီးမှတကောင်းနေရနေတဆင့်မြန်မာနိုင်ငံလယ်ပိုင်းကိုအုပ်စုတွေခွဲပြီးတော့မှဝင်ရောက်လာခဲ့ကြပါတယ်မြန်မာအစပြူကလို့ဆိုခဲ့ကြတယ်ပြူတွေရဲ့ထံကနေစာပေနဲ့လေယာစိုက်ပျိုးခြင်းနဲ့ရည်ကြီးမှုအတက်တွေကိုပကံသားတွေဆက်ခံရယူခဲ့ပါတယ်မူလစစ်တိုက်ခြင်းနဲ့ကြော်ကြားတဲ့ပြူလူမျိုးဟာစီလုံးခြင်းနဲ့သာအသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်နိုင်တယ်ဆိုတဲ့အမြင်ပြောင်းပြီးတော့မှမြို့ရွာတွေကိုစူးစီးရင်းနဲ့အလဲပူမှာရှိတဲ့ပကံမှာမြို့ပြနိုင်ငံထူထောင်လိုက်ကြပါတယ်ပကံဟာစတုထပကံမင်းဆက်များနန်းတီသွားတဲ့နေရာဖြစ်ပါတယ်ပြင်များမင်းကတက္ကရာ846ခုနှစ်ကနေ886ခုနှစ်ထိလက်ထက်မှဒီစောမွတ်နဲ့မင်းက1325ကနေ1368ခုထိစိုးစံခဲ့ကြပါတယ်အစောပိုင်းမင်းဆက်ဒီမှာတမိုင်းအထောက်ထားတွေမတွေ့ရဘဲနဲ့ပကံရာဇဝင်ပါဇက်ရာဇဝင်ဒီမှာသာပြိုးဆိုပြီးတော့မှလက်ဆင့်ကမ်းမှတ်သားခဲ့ကြရန်ရှိတယ်နော်ထာမင်းလက်ထက်ရောက်မှသာပကံဟာဗရေတိအဆင့်ကနေဧကရစ်အင်ပရာအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်အရေးကြီးတဲ့ကိုးကွယ်ရနေရှင်ရဟန်းကိုတော်ကြွလာလို့ထေရဝါဒဗုဒ္ဓဘာသာစစ်ကိုကိုးကွယ်နိုင်ခဲ့ကြတယ်သူ့နောက်မှာဆက်ခံခဲ့တဲ့ဆောလူမင်းလက်ထက်မှာတော့တိုင်းပြည်ရဲ့အခြေအနေဟာဆူရွားလာခဲ့တယ်ဂျန်စင်သားနဲ့အလောင်းစီသူရဲ့လက်ထက်မှာတော့တိုင်းပြည်အင်အားကလည်းပြန်လည်ပြီးတော့မှပြေဝလာခဲ့ပါတယ်အလောင်းစီသူမင်းရဲ့နောက်မှာတော့နေရတရားပတိလို့အစာကျူးပြီးတော့မှအမျက်ကြီးတဲ့ခန့်ညံ့ညံခတ်ချကြမင်းရဲ့လုံချာညံပြင်းတဲ့အုပ်ချုပ်မှုကြောင့်ထီဆောင်မင်းတစ်ပါးရဲ့အိုးစာအာဏာတွေကြာဆုံးခဲ့ရတဲ့အပြင်1289ခုနှစ်မှာဝင်ကိုတွေကျူးကျော်လာတာကြောင့်တိုင်းပြည်ကနေတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘုရင်ကထွက်ပြေးခဲ့ရတယ်ဆိုတဲ့တမိုင်းစုပကံမှာစတင်ခဲ့ပါတယ်ရှင်ဒိတာပါမောက်ရဲ့တန်တမန်ရေးရကျွမ်းကျင်မှုကြောင့်ဝင်ကိုဘုရင်ကုပလိုင်ခန်ကတက်ခေါက်ပြန်သွားခဲ့ပေမဲ့အဲဒီကလေးကပကံမင်းဆိုတာအဆောင်ရောင်တစ်ခုသာဖြစ်ပြီးတော့မှရတနာဂီရီကတီဘောမင်းကဲ့သို့ပဲဘုရင်ရဲ့ရေမြင့်ရှင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘုရင်ကအဆောင်ရောင်တစ်ခုမျှတာဖြစ်ခဲ့တယ်အမှန်တကယ်ဩဇာရှိခဲ့တယ်သူကရှမ်းညီနောင်3ဦးဖြစ်ပါတယ်ခင်ဗျာ